လူသူမနီးတဲ့တောင်နှင်းကြီးတွေရဲ့လဲမှာလှုပ်ဝက်ဆန်းကျဲတဲ့ရွှေရောင်တစ်ပင်ကြီးတစ်ပင်ရှိပါတယ်။အဲ့ဒီတစ်ပင်ကိုရှာတွေးတဲ့သူဟာမိမိလိုချင်တဲ့ဆန္ဒတစ်ခုကိုတောင်းဆိုနိုင်တယ်လို့တဏ္ဍာရီတွေကဆိုပါတယ်။အသက်25နှစ်အရွယ်တုတဟာဘဝမှာအောင်မြင်မှုတွေပျောက်ဆုံးပြီးစိတ်သက်ကြနေသူတဦးပါ။သူဟာသူ့ရဲ့ကံကြမ္မာကိုပြောင်းလဲဖို့အတွက်ဒီတစ်ပင်ကြီးကိုရှာဖွေဖို့ခရီးထွက်လာခဲ့ပါတယ်။ခက်ခဲကြမ်းတမ်းတဲ့လမ်းခရီးကိုဖျက်ချောပြီးနောက်ဆုံးမှာတော့တိမ်ပင်လေးဒီဂျားကထူးဆန်းတဲ့ရွှေရောင်အလင်းတန်းတွေထွက်နေတဲ့တစ်ပင်ကြီးစီကိုရောက်ရှိသွားခဲ့ပါတယ်။တုတဟာတစ်ပင်ကြီးရှိမှဒူးထောက်လိုက်ပြီးကျွန်တော်ကိုလောကမှာအချမ်းသာဆုံးအအောင်မြင်ဆုံးလူဖြစ်အောင်လုပ်ပေးပါလို့ဆန္ဒပြုလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲတစ်ပင်ကြီးကနေနူးညံ့တဲ့အတန်ထွက်လာပါတယ်။ငါမင်းကိုအဲ့ဒီဆန္ဒပေးနိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီအစားမင်းရဲ့အတိတ်ကအမှတ်တရားအားလုံးကိုငါ့ကိုပေးရမယ်။မင်းဘသူလဲမင်းရဲ့မိဘတွေကဘသူလဲဆိုတာကိုမင်းလုံးဝမှတ်မိတော့မှမဟုတ်ဘူးတဲ့။တုတဟာခဏတာတွေးပြီးသွားပေမဲ့ချမ်းသာခြင်းနဲ့စိတ်စော်ကြောင့်သဘောတူလိုက်ပါတယ်။မျက်လုံးတစ်ခက်အတွင်းမှာပဲတုတဟာကြီးကျယ်ခံထားတဲ့နန်းတော်ကြီးတစ်ခုထဲရောက်သွားပါတယ်။သူ့ဘေးမှာရွှေတွေငွေတွေနဲ့အစေခံတွေအပြည့်ပါပဲ။သူဟာလောကမှာအာဏာအရှိဆုံးသူဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့တရက်နှစ်ရက်ကြာလာတဲ့အခါမှာတော့သူ့ရင်ထဲမှာဟာလာဟင်းလိမ့်ဖြစ်လာပါတယ်။သူဘာကြောင့်ဒီနေရာကိုရောက်နေတာလဲ။သူ့ကိုတကယ်ချစ်တဲ့သူဘယ်သူရှိလဲဆိုတာ तू မသိတော့ပါဘူး။သူ့အနာကလူတွေကသူ့ရဲ့စီးစိမ်ကိုပဲကြည်ကြတာပါ။သူဟာကူရီကျွယ်ဝနေပေမဲ့ကဘာပေါ်မှာအထီးကျန်ဆုံးလူထင်နေမှထိလိုက်ရပါတယ်။တညမှာတော့တုတဟာသူ့ရဲ့အိတ်ဆောင်ထဲမှာအဟောင်းနှန်းဆုံးအဝတ်အစားလေးတစ်ထည်ကိုမတော်တဆတွေ့လိုက်ရပါတယ်။အဲ့ဒီအဝတ်အစားလေးကိုကင်လိုက်တဲ့အချိန်မှာပဲသူ့ရင်ထဲမှာနှွေးထွေးမှုအခုခန်းစားလိုက်ပြီးသူ့အမေရဲ့ထမင်းဟင်းနှန်းလေးကိုသတိရတယ်လို့ဖြစ်လာပါတယ်။သူဟာနန်းတော်ကြီးကနေထွက်ပြေးပြီးခုနကတစ်ပင်ကြီးစီကိုပြန်သွားပါတယ်။ကျွန်တော်ရဲ့စီးစိမ်တွေအားလုံးပြန်ယူသွားပါ။ကျွန်တော်ရဲ့အမှတ်တရတွေကိုပဲပြန်ပေးပါ။ကျွန်တော်ကိုချစ်တဲ့သူတွေစီပဲပြန်ပို့ပေးပါလို့ငိုယိုပြီးတားမှန်ပါတော့တယ်။သူ့တော်မျက်လုံးတွေကိုပြန်ဖွင့်လိုက်တဲ့အခါမှာတော့သူဟာသူ့ရဲ့အိမ်လေးတွေကကုရင်ပေါ်မှာရောက်နေတာကိုတွေးလိုက်ရပါတယ်။အပြင်မှာမိုးရီရွာနေတော့မှသူ့အမေကတာထမင်းစားရအောင်လေလို့လှမ်းခေါ်တဲ့အတန်ကိုကြားလိုက်ရပါတယ်။သူဟာအချမ်းသာဆုံးလူမဟုတ်ဘဲလောကမှာတန်ဖိုးရှိဆုံးအရာဟာချစ်ချင်းမေတ္တာနဲ့အမှတ်တရလေးဖြစ်မှန်းနားလည်သွားပါတော့တယ်။အိမ်မက်တစ်ခုဖြစ်နိုင်ပေမဲ့အဲ့ဒီနေ့ကစပြီးတုတဟာဘဝကိုအဓိပ္ပာယ်ရှိဖြတ်တန်း